တယောက်ဟာဆရာဝန်နဲ့ပြသဖို့အတွက်ဆွေးခန်းထဲကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့သူတခုခုထူးဆန်းနေတာကိုသတိထားမိသွားတယ်အဲ့ဒါကတော့ဆရာဝန်မှာခြေထောက်တွေမရှိနေတာပဲဖြစ်ပါတယ်သူဟာအရန်ကိုထိတ်လန့်သွားပြီးအနားမှာရှိတဲ့ရင်းနှီးကွက်နဲ့ဆရာဝန်ကိုလှမ်းပတ်လိုက်ပါတော့တယ်ဒါပေမဲ့ဆရာဝန်ကစိတ်မဆိုးနေတဲ့အပြင်ကျွန်တော်ကဘောင်းမီပွားပွားကြီးဝတ်ထားလို့ပါဆိုပြီးအေးအေးဆေးဆေးပဲဖြန့်ရှင်းပြခဲ့ပါတယ်ဆရာဝန်ကသူ့မျက်နှာကိုတုပ်နေတော့မှပဲအဲ့ဒီလူကအားနာသွားပြီးဆရာဝန်ကိုမှန်တစ်ချက်ကမ်းပေးလိုက်တယ်ဒါပေမဲ့သူထပ်ပြီးလန့်သွားရတာကမှန်ထဲမှာဆရာဝန်ရဲ့ပုံရိပ်ကပေါ်မနေဘူးဖြစ်နေပါတယ်ဆရာဝန်ရဲ့မျက်နှာကလည်းဖြူဖြော့နေတော့အရှိမရှိနေတဲ့သူဟာလူမဟုတ်ဘူးဆိုတာသူကျင်းသေးသွားပါပြီဒါပေမဲ့သူမသိလိုက်တာကသူပေးလိုက်တဲ့မှန်ဟာအလှကျမှန်အတူလိဖြစ်နေတာပါကဲမှန်ကဘေးမှာရှိနေတာပါဆရာဝန်ကသူ့လူဖြစ်ကြောင်တက်တည်ပြဖို့အတွက်အတချောင်းနဲ့သူ့လက်ကိုသူထိုးဖောက်ပြလိုက်ပြီးခန္ဓာကိုယ်ထဲကသွေးအိတ်တွေကိုထုတ်ပြလိုက်ပါတယ်သူတို့နှစ်ယောက်အငင်းပွားနေတော့မှပဲသူနာပြုတ်ဆရာမလေးတယောက်အခန်းထဲကိုဝင်လာခဲ့တယ်ဆရာဝန်ကလူနာကိုစစ်ဆေးနေတာမှလို့ပြောလိုက်ပေမဲ့ဆရာမလေးကတော့ကြောင်သွားပြီးဘယ်မှာလဲလူနာလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆရာဝန်ကတစီကြီးဖက်နေပြီဆိုတာကိုသူသဘောပေါက်သွားပြီးအောက်ဟစ်လိုက်ပါတော့တယ်ဒါပေမဲ့ဆရာဝန်ကနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ထိုင်ခုံပေါ်ကလူဟာပျောက်ကွယ်သွားပါပြီတကယ်တော့အဲ့ဒီချွေးတွေပြန်ပြီးကြောက်လန့်နေတဲ့လူနာကိုယ်တိုင်ကသာတစီဖြစ်နေခဲ့တာပါ